အဝလွန်နေသောအမျိုးသမီးသည်သူမ၏စစ်ဆက်ထားသူတစ္ဆာဖောက်နေသည်ဟုတန်တရားရှိသဖြင့်အိမ်တွင်လုံခြုံရေးကင်မရာများတပ်ဆင်ခဲ့သည်မျှော်လင့်ထားသည့်အတိုင်းအဖြစ်မှန်သည်သူမစိတ်ကူးထားသည့်အတိုင်းဖြစ်နေခဲ့သည်သူမ၏စစ်ဆက်ထားသူနှင့်အချစ်ဆုံးတငယ်ချင်းတို့သည်ဖောက်ပြန်နေကြသည်သူတို့ကိုသင်ခန်းစာပေးရန်အတွက်အမျိုးသမီးသည်အရေးကြီးသောအချိန်တွင်တမင်တကာအိမ်သို့အလျင်အမြန်ပြန်လာခဲ့သည်သူမ၏တငယ်ချင်းသည်ထိတ်လန့်သွားကာပုံးစရာနေရာမရှိသဖြင့်ဆိုဖာအောက်တွင်ကွေး၍ပုန်းအောင်းခဲ့သည်အဝလွန်သောအမျိုးသမီးသည်ထိုအားနည်းချက်ကိုချက်ချင်းသတိပြုမိခဲ့သည်ဆိုဖာပေါ်တွင်တမင်တကာခုန်ချထိုင်လိုက်ပြီးခြေထောက်များကိုမြှောက်ကာအမျိုးသားအားခြေပွားနှိမ့်နယ်ပေးရန်တောင်းဆိုခဲ့သည်အမျိုးသားသည်အလွန်ယွန်ရှာတော်လဲသူမ၏ခြေထောက်များကိုနှိမ့်နယ်ပေးခဲ့သည်အမှန်စင်စစ်အဝလွန်သောအမျိုးသမီးတွင်စေပညာနယ်ပယ်ကိုပြောင်းလဲနိုင်သည့်စမ်းသပ်မှုအစီရင်ခံစာရှိခဲ့သည်အမျိုးသားသည်ထိုအစီရင်ခံစာကိုရရှိရန်နည်းမျိုးစုံဖြင့်စူးစမ်းခဲ့ပြီးအောင်မြင်ပြီးနောက်အမျိုးသမီးကိုချက်ချင်းစွန့်ပစ်ရန်စီစဉ်ခဲ့သည်သို့သောသူတို့၏အကြံအစီသေးသေးလေးများအားလုံးကိုအမျိုးသမီးကမြင်နေခဲ့သည်အမှန်ဆိုလျှင်အမျိုးသမီးသည်ကိုလက်စထရောမြင်မာခြင်းဆိုင်ရာသုတေသနရလဒ်များအတွက်သူမကိုသူမတမင်တကာဝအောင်စားထားခဲ့ခြင်းဖြစ်သည်သို့သောအမျိုးသားကသူမကိုတစ္ဆာဖောက်ခဲ့သဖြင့်သူမသည်အမျိုးသားအားအစီရင်ခံစာအတုကိုတမင်တကာပေးခဲ့သည်အမျိုးသားသည်သူမကိုဘယ်တော့မှစွန့်ခွာမည်မဟုတ်ကြောင်းချက်ချင်းကြိတ်ဆိုခဲ့သည်ထို့နောက်လှည့်၍သုတေသနအစီရင်ခံစာကိုသူ၏တငယ်ချင်းအားပေးလိုက်သည်သူတို့နှစ်ဦးသည်အစီရင်ခံစာကိုကြည့်ကာအော်ရကြပြီးအမျိုးသမီးကိုမိုက်မဲသည်ဟုလောင်ပြောင်ခဲ့ကြသည်သူတို့မသိလိုက်သည်မှာဤသည်မှာအမျိုးသမီး၏လက်စားချေမှု၏ပထမအဆင့်သာဖြစ်သည်နောက်ပိုင်းတွင်အမျိုးသမီးသည်တလကြာပြင်းထန်သောလေ့ကျင့်မှုကိုပြုလုပ်ခဲ့ပြီးသူမ၏အကိုနှင့်အတူသတင်းစာရှင်းလင်းပွဲသို့လိုက်ပါသွားခြင်းတွင်အစီပေါင်း200ကိုဖယ်ရှားပြီးသားဖြစ်နေလေတော့သည်